ခုလိုပူအိုင်းနေတဲ့ရာသီတုမျိုးမှာဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်လဲဟယ်လိုကျော်ဒေါက်တာကနေပြန်ကြိုဆိုလိုက်ပါတယ်အခုနောက်ပိုင်းနေပြန်ပူလာတာကိုအားလုံးသတိထားမိကြမှာပါဆိုတော့ဒီနေ့မှာဆိုရင်တော့အခုလိုပူလာတဲ့ရာသီတုမျိုးမှာဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်နိုင်လဲဆိုတာတွေကိုပြောပြပေးသမှာပဲဖြစ်ပါတယ်ဒီမှာဆုံးအနေနဲ့ဖြစ်များဆုံးကတော့ရေထဲခန်းချောက်တာပဲဖြစ်ပါတယ်ခုလိုပူတဲ့အချိန်မျိုးမှာကျွန်တော်တို့ချွေးတွေအရန်ထွက်တာကြောင့်ခနာကိုယ်ထဲမှာရှိတဲ့ရေတန်းနဲ့စားလက်တွေများစွာဆုံးရှုံးလို့နေပါတယ်အဲဆုံးရှုံးသွားတဲ့ရေတန်းနဲ့စားလက်တွေကိုပြန်ပြီးတော့ကာမိဖို့အတွက်ကျွန်တော်တို့ဒီလုံလောက်တဲ့ရေနဲ့တစားထုတ်တွေပေါ့နော်ပြန်ပြီးတော့တောက်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ heat cramp လို့ခေါ်တဲ့ပူချောင်ကျွတ်တက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ချွေးတွေများပြီးတော့ခန္ဓာကိုယ်ရဲ့လက်သက်ထုတဲ့တွေဆုံးရှုံးသွားတဲ့အတွက်ကြောင့်ကျွတ်တက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ရမ်းပူနေတဲ့အချိန်မျိုးမှာလေ့ကျင့်ခန်းလုပ်တာမျိုးတွေကိုရှောင်ရှားပေးဖို့အတွက်လိုအပ်ပါတယ်ဗျတတိယတစ်ခုအနေနဲ့ကတော့နေလောင်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေအောင်ကြီးထဲမှာပါလာတဲ့ UV ချောင်ကြီးတန်းနေတယ်ပေါ့နော်ကိုယ့်ရဲ့အသားရည်ထိမိတဲ့အခါမှာကျဲလာတာနာလာတာအပြင်ကျွန်တော်ဒီရေပြားကင်ဆာအထိပါဖြစ်လာနိုင်ပါတယ်နော်အဲ့အတွက်ကြောင့်နေပူတဲ့အပြင်ထွက်တဲ့အခါမျိုးမှာလက်ရှိဝေးအုပ်ထုပ်ဆောင်ပြီးတော့ sunscreen လည်းလိမ်သွားဖို့မေးပါလေနော်နောက်တစ်ခုကတော့အနေအများဆုံးပြဿနာတစ်ခုဖြစ်တဲ့အပူရှက်ခြင်း heat stroke ပဲဖြစ်ပါတယ်။နေရမ်းပူတဲ့အတွက်ကြောင့်ခနာကိုယ်ရင်းအပူခြင်းအရမ်းမြင့်လာတဲ့အခါမျိုးမှာအပူရှက်တတ်ပါတယ်။ပူရှက်တဲ့အခါမှာဆိုရင်တော့အသားရည်တွေကခြောက်ပြီးတော့ပူနေတာအမြင်တွေဝေဝါးလာတာအသက်ရှူနှုန်းတွေသွေးဟုန်နှုန်းတွေမြန်လာတာအပြင်တော့ဒီ3လီတာအထိပါဖြစ်နိုင်ပါတယ်နော်။အဲ့တော့အပူရှက်ခြင်း heat stroke ဆိုတာကဒီကျမရဲ့ရေးပေါ်ပြဿနာဖြစ်တဲ့အတွက်ကြောင့်တိချင်းမှာပဲဒီနီးစပ်ရာဆေးရုံစီကံကိုအများဆုံးပြသပေးဖို့အတွက်လိုအပ်ပါတယ်နော်။ကဲအဲ့ဒါဆိုရင်တော့အခုလိုပူအိုက်တဲ့နေရာတွေမျိုးမှာဖြစ်တဲ့ကျမရဲ့ပြဿနာတွေနဲ့ဆောင်းဝင်ရှောင်းဝင်တွေကိုသိသွားပြီးတော့ယုံကြည်ပါတယ်။အခုဗီဒီယိုလေးကနေတင်းရွက်အကျိုးတုံတွေကရှိသွားတယ်ဆိုရင်တခြားသူတွေလည်းသိသွားအောင် share သွားပေးလိုက်အောင်နော်။အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့ဒီမှာလည်းပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်နော်။